စစ်တာဝတ်တာတွေနေတိုင်းစားရတာရိုးလာပြီဆိုလို့ရှိရင်ခုလိုမျိုးလေးမြုပ်သီးပွားလေးနေပေါ့နော်ဟင်းလေးချက်စားကြည့်ကြည့်ပါအရင်ဆုံးဈေးရောက်ဝယ်လာတဲ့ပီကြီးငါးလေးကိုကိုင်မယ်ပေါ့နော်ပီကြီးငါးမှာပါတဲ့ချွဲကြည့်အညစ်ကြေးတွေကိုစေကြောတန့်စင်ပါမယ်ပြီးရင်ပီကြီးငါးမှာပါတာမျက်လုံးပေါ့နော်မျက်လုံးထုတ်ပေးရတယ်ပြီးရင်သူ့ရဲ့လက်တံအောက်မှာရှိရသွားပေါ့နော်အဲသွားကိုလည်းထုတ်ပေးရပါတယ်တော်တော်များများဒီသွားမထုတ်ကြဘူးပေါ့နော်မသွားထုတ်ပေးရမယ်သွားကိုထုတ်ပြီးတော့သူ့ရဲ့အချက်မှာပါတဲ့အချွဲကြည့်လေးကိုတခြားလေးပြအောင်ဆေးပေးပေါ့နော်ကဲပြီးသွားလို့ရှိရင်တော့ပီကြီးငါးတွေကိုစားနဲ့တေချာလေးရေ2ကြော့3ကြော့ပြအောင်ဆေးပေးပါမယ်ရေဆေးပြီးရောရေချာစစ်ပြီးပြီဆိုလို့ရှိရင်ဒီပီကြီးငါးလေးကနည်းနည်းကြီးလို့ပေါ့နော်ကက်ကြီးလေးနဲ့တေချာလေးပိုင်းပါမယ်ကျမကတော့ကက်ကြီးနဲ့ပဲပိုင်းလိုက်တယ်ပေါ့နော်အပြင်းထူလို့အမှန်စံဓာတ်လေးနဲ့လည်းတုံးတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ကဲပီကြီးငါးလေးတွေရပြီဆိုရင်သူ့ရတာဆက်ဖို့အတွက်ဒါဆက်နှင်းထည့်မယ်အချုံမုံနဲ့ထည့်မယ်ပေါ့နော်ပြီးတော့စားထည့်ပါတယ်ကျမအချုံမုံသုံးပါတယ်ပေါ့နော်ပြီးတော့ရင်တော့ရတာလေးကိုဒီနှံ့အောင်တေချာလေးနေထားပေးပါမယ်မြုပ်သီးပွားနဲ့ရောချက်မှဖြစ်တဲ့ကြောင့်မလို့မြုပ်သီးပွားလေးတွေကိုအခုလိုမျိုးတုံးလေးလှီးထားပေးမယ်ပေါ့နော်မြုပ်သီးပွားကတော့ကျမကကိုအဝါရောင်လေးနဲ့ဒါကတော့အစိမ်းလေးပေါ့နော်နှစ်မျိုးသုံးထားပေးပါမယ်မြများလေးစားချင်တဲ့ဖြစ်တဲ့ကြောင့်မလို့ပေါ့နော်မြုပ်သီးပွားလေးပြီးဆိုရင်တော့ဟင်းချက်ဖို့အတွက်စမှာပဲစီပူပြီးဆိုရင်ကြက်သွန်အဖြူနီးကြိတ်ထားတာလေးကိုစီရဲထည့်ပြီးတော့စီတက်ပါမယ်ကြက်သွန်လေးနည်းနည်းအယောင်ပြောင်းလာပြီဆိုလို့ရှိရင်တော့ဒီအယောင်တင်မှုတ်ပေါ့နော်အယောင်တင်မှုတ်လေးထည့်ပါမယ်အဆက်ကြိုက်တဲ့လူအတွက်တော့ပေါ့နော်ဒီညုတ်တီးအကျန်းဘက်ကိုထည့်ပေးလို့ရတယ်ကျမကတော့အဆက်မစားခြင်းလို့အယောင်တင်မှုတ်လေးနဲ့ပဲစီတက်ပြီးတော့ချက်ပါမယ်အယောင်လေးနဲ့ရဲလာပြီဆိုရင်သားမှုတ်ငံမြားကြီးထည့်ပြီးတော့အရသာအတွက်ထည့်ပြီးတော့စီတက်ပေးပါမယ်နော်စီတက်ပြီးတော့အယောင်လေးနည်းနည်းရဲလာပြီဆိုလို့ရှိရင်ခုနကအရသာနှက်ထားတဲ့ပီကြီးငါးလေးတွေကိုစပြီးတော့ထည့်ပါမယ်ပီကြီးငါးလေးတွေကိုအနှစ်နဲ့တေချာလေးလုံးမိပြီပေါ့နော်ဒီပီကြီးငါးတွေကိုအနှစ်အရသာလေးဝင်အောင်တေချာလေးလုံးထားပေးပါမယ်ပီကြီးငါးနဲ့အနှစ်ကလေးတွေကိုအိုးပေါ်မှာမီးနဲ့အပူပေးပြီးလုံးရင်းနဲ့15မိနစ်လောက်ကြာလာပြီဆိုလို့ရှိရင်တော့ပီကြီးငါးလေးကျုံလာမယ်ပေါ့နော်ပီကြီးငါးလေးတွေအခုလိုမျိုးဒါနည်းနည်းလေးကျုံလာပြီးသူ့ရဲ့ဒီအသားတွေကလည်းအရည်လေးနည်းနည်းထွက်လာပြီပေါ့နော်အဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်မြုပ်သီးပွားလေးကိုစပြီးတော့ထည့်ပါမယ်မြုပ်သီးပွားလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့အနှစ်နဲ့တေချာလေးပီကြီးငါးမြုပ်သီးပွားကိုထပ်ပြီးတော့လုံးထားပေးပါမယ်ကဲဒါဆိုရင်ဒါအခုကတော့ပီကြီးငါးအရည်လေးတွေထွက်လာပြီးအဲ့အရည်လေးတွေပဲပူပေးပြီးတော့ချက်ပါမယ်ရေလေးခန်းလာတဲ့အထိပေါ့နော်15မိနစ်လောက်ထပ်ပြီးတော့အိုးပေါ်တင်ထားပေးပါမယ်အရည်လေးကအခုဆိုရှင်နည်းနည်းလေးခန်းလာပြီးအယောင်လေးတွေလည်းပြောင်းလာပြီးစီကြံရေကြံအနေထားလောက်ရောက်ပြီပေါ့နော်ဒါဆိုရေနည်းနည်းလေးထက်ကြံသေးတယ်ခဏလောက်ထပ်တင်ထားမယ်ခဏလောက်ကြာပြီဆိုလို့ရှိရင်ဒီလိုအနေထားလေးပေါ့နော်စီကြံနဲ့ရေကြံအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရပါပြီကျမကတော့ဒီပေါ့နော်ဟင်းချက်တဲ့အခါမှာစီကြံရေကြံလေးစားရတာကြိုက်တယ်ဘာလို့ဆိုတော့သူ့ရဲ့ဒီရေရပါတဲ့အနှစ်ကလေးနဲ့ပေါ့နော်သမင်းလေးနဲ့စားရတာကြိုက်တော့ပါကဲအခုဆိုလို့ရှိရင်တော့မြုပ်သီးပွားအနံ့လေးမှုမှုနဲ့ပီကြီးငါဟင်းလေးရပါပြီရှင်